စွမ်းဆောင်ပြီးကြာဆင်းနေတဲ့ကိုအားငယ်နေတဲ့အမျိုးသားရှိတယ်ဆိုရင်တော့ဟောဒီအညာမောင်ယူပြီးကိုဆောင်ထားပါဒီထဲမှာဆိုရင်ပြားရည်ရှင်းမတက်ဦးခွေးလျားစေထောပတ်နှမ်းစီတွေပါဝင်ဖော်ဆက်ထားတဲ့အတွက်အမျိုးသားတွေမနက်တစုံညတစုံတစ်ဖက်စားစုံလေးနဲ့စားရေများများလေးတောက်ပေးခြင်းအပြင်အမျိုးသားတွေစွမ်းဆောင်ရည်တွေမြင်ပါလာမယ်ခွန်အားတွေတူလာမှာပဲဖြစ်ပါတယ်ဒီထဲမှာတုတ်လို့မြန်နေတဲ့အမျိုးသားတွေတုတ်အားနေတဲ့တုတ်ပိုးအားနေတဲ့တုတ်ကြီးကျဲပြီးတော့နော်တုတ်ထွက်နေတဲ့အမျိုးသားရှင်ဟောဒီအညာမောင်ယူဘူးလေးကိုစားပေးခြင်းအပြင်အမျိုးသားတွေလိုအပ်နေတဲ့အရာတွေကိုပြန်လဲပြီးတော့ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။အမျိုးသားတွေအလုပ်ပင်ပန်းလို့အကျော်အားနေတာလီလန်ထိုင်းပိုင်းတာအမောမခံနိုင်တဲ့အတွက်လည်းစားပေးလို့ရတယ်။အသက်18နှစ်ကနေစပြီးเนาะဥတွေဖိုးတွေအထိစားပေးလို့ရတယ်။အမျိုးသားတွေအနေနဲ့တစ်နေ့တာလိုအပ်တဲ့ဓာတ်တရားရှိအောင်တစ်နေ့တာခွန်အားကြီးပြန်လဲပြီးတော့ပြည့်ဝအောင်အတွက်ကျန်းမာရေးเนาะအာဟာရအနေနဲ့စားသုံးပေးလို့ရပါတယ်ရှင်။ပန်းသေးပန်းညိုဖြစ်နေတဲ့အမျိုးသားတွေနောက်ပြီးတော့ပန်းသေးပန်းညိုကိုကာကွယ်ရှင်တဲ့အမျိုးသားတွေအမျိုးသားတွေအနေနဲ့အိမ်တော်ရေးဒုက္ခမပြေဝဘူးစိတ်သွားတိုင်းကိုမပါဘူးဆိုလို့ရှိရင်ဟောဒီအညာမောင်လူဘူးလေးကိုစားပေးလို့ရပါတယ်ရှင်နောက်တစ်ခုကတော့ဒီလူဘူးလေးကိုမစားချင်ဘူးလိမ့်သေးပဲလိမ့်ချင်တယ်ဆိုတဲ့အမျိုးသားတွေအတွက်ဆိုလို့ရှိရင်တော့မနန်းတို့စီမှာဟောဒီအညာမောင်ကထုတ်တဲ့เนาะအမျိုးသားတွေအကျော်အားတန်ဖို့ပန်းလန်းဖို့เนาะအိမ်တော်ရေးဒုက္ခအပြေဝရဖို့အကျဉ်းများများเนาะအတူနေလို့ရဖို့အတွက်ဆိုလို့ရှိရင်ဟောဒီလိမ့်စီလေးကိုလိမ့်ပေးပါเนาะတနေ့2ကြိမ်3ကြိမ်လိမ့်ပေးချင်အပြင်အမျိုးသားတွေအကျော်အားတန်စီပြီးတော့ပန်းလန်းစီမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အမျိုးသားအနေနဲ့ဟောဒီမက်ဆီမန်အနီရောင်ဘူးလေးတွေလည်းရှိပါတယ်ဒီမက်ဆီမန်အနီရောင်ဘူးလေးတွေကိုသုံးပေးခြင်းအပြင်လည်းအမျိုးသားတွေပန်းလန်းစီတယ်เนาะတချို့ကတော့ကိုရဲ့ပန်းကတင်းနေတဲ့တူနေတဲ့ထင်တယ်เนาะအစင်မပြေဘူးလို့ထင်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะအမျိုးသားတွေကြီးရှည်ပြီးတော့တဘာဝနေတိုင်းเนาะစိုက်ဖွံ့ဖြိုးလာစေဖို့အမှားခံပါရဲ့ရှင်အဲ့တော့ဒီလိမ့်စီမှာဆိုလို့ရှိရင်လည်းတေးပြီးတူနေတဲ့အမျိုးသားတွေတုတ်လို့မြန်တဲ့လူတွေအကျော်အားနေတဲ့လူတွေเนาะပန်းမလန်းတဲ့အမျိုးသားတွေနောက်တစ်ခုကဆေးထိုးမှပြီးဆေးခဲနေတဲ့အမျိုးသားတွေလည်းသုံးပြီးလို့ရပါတယ်ရှင်เนาะအမျိုးသားဟော်မုန်းမညီမျှဘူးအားနေနေတဲ့အတွက်အမျိုးသားရဲ့ပန်းအားနေတာเนาะဆက်ဆံနေချိန်ကြာသွားတာမျိုးတွေเนาะထောင်ပမှုအားနေတာတွေအတွက်လည်းအမျိုးသားတွေသုံးပြီးလို့ရတယ်เนาะအမျိုးသားတွေဒါကတော့လိမ့်စီပါဒီလိမ့်စီလေးကိုဟောဒီလူဘူးလေးနဲ့တွဲသုံးလို့ရတယ်လို့ဟောဒီလိမ့်စီလေးကိုဟောဒီလူဘူးလေးနဲ့လည်းသုံးလို့ရတယ်ဒါမှမဟုတ်ရင်ဒီလိုမျိုးလိမ့်စီပဲသုံးလို့ရတယ်လို့တစ်မျိုးစီကိုနှစ်တက်ရကိုလည်းမှာယူလို့ရပါတယ်မနေ့ကပိုက်ပါဦးဆက်တယ်လက်ကရှင်